မဟာမင်္ဂလပရိတ္တဟုတပ္ပဝေရိအောင်မိချမ်းသာရှေးစွာအသက်ဘုံကျက်တရေထွေထွေမင်္ဂလာပြည့်စုံရာဤလို့ဆိုတဲ့အတိုင်းဘုံကျက်တရေမင်္ဂလာထွေထွေတို့ဖြင့်ပြည့်စုံစေရန်မင်္ဂလာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ရှမ်းမင်္ဂလံ द्वार သာယိစိန္ဒယိန်တို့တတေဝကသုဋ္ဌာနံနာတိကိသန္တိအတ္တတိန်တေသမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟေဧဝံမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိဟရတိစေတဝနေအနာထပေဏိကတအာရမေအထာခောညတရာဒေဝတာဘိက္ခန္တာယရတိယအဘိက္ခန္တဝနာကေဝလကပ္ပံစေတဝနံဩပန္တိတဝံယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံအဘိဝါဒိတဝါဧကမန္တံအထာတိဧကမန္တံထိတံခောတာဒေဝတာဘဂဝန္တံဂါထာယဣဇပါတိဘေဝဒေဝမနုဿာသမင်္ဂလာနိအစိတယံအာဂင်္ခမာနံသုဋ္ဌာနံပြုဟိမင်္ဂလမုဒ္ဓမံအဒေဝနာသဘာလနံဗန္နိတနေသဒေဝနာပူဇာသပူဇာနေယနာဣတံမင်္ဂလမုဒ္ဓမံပတိရူပဒေသဝါသောသပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဣတံမင်္ဂလမုဒ္ဓမံဘာဝသစ္စေသသိပ္ပင်္စဝိနယောသသုတေခိတောသုဘတိတာသယဝါစာဣတံမင်္ဂလမုဒ္ဓမံမာတာပိတုဥပဒါနံဗုဒ္ဓဒါရတသင်္ကဟောအနာကုလသကမ္မန္တာဣတံမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာသညာတကနိသသင်္ကဟောအနာဝိဇာနိကမ္မာနိဣတံမင်္ဂလမုဒ္ဓမံအာရတိဝရတိပါပါမစ္ဆပါနာသတယမောအပမဒောဇာဓမ္မေတုဣတံမင်္ဂလမုဒ္ဓမံကာရဝောဇနိဝါဒောဇတန္တုဋ္ဌိဇကတိညုတာကာလိနာဓမ္မသဝနံဣတံမင်္ဂလမုဒ္ဓမံခန္တိဇသောဝသတ္တတာသမနာနိသဒတနံကာလိနာဓမ္မတာကိစ္ဆာဣတံမင်္ဂလမုဒ္ဓမံတပောဇဗြဟ္မစရိယေဇအရိယသစ္စာနာဒတနံနိဗ္ဗာနသစ္စိကရိယာသဣတံမင်္ဂလမုဒ္ဓမံဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအတောကဝိရဇံခေမဣတံမင်္ဂလမုဒ္ဓမံဧတာတိတာနိကတဝနာသဗ္ဗထမပရာဇိတာသဗ္ဗထသုတ္တိံကိသန္တိတန္တေတံမင်္ဂလမုဒ္ဓမံမင်္ဂလာသုတ်တံဝရခတုမင်္ဂလာသုတ်တံမင်္ဂလာသုတ်ပယိတ္တောမြတ်တည်းဟောတုံမာကံပယိတ္တရာစိတ်ထားကြည်ပြုနာယူချာညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍မင်္ဂလာကျက်တရေလက်လက်ဝေအောင်ကောင်းစွာမသွေဆောက်ရှောက်တော်မူပါစေတည်း